မိန်းကလေးတယောက်ကိုမိစ္ဆာဘရင်ဒဲမန်ကင်ကဖမ်းခေါ်သွားတဲ့အခါမှာတော့သူမရဲ့ကဘာလေးဟာစောက်ထိုးမှုမြော်ဖြစ်သွားပါတော့တယ်ဒီနေရာမှာကတရိတ်ဆန်တွေဟာဝိညာဉ်တွေဖြစ်နေပြီးဒန်ဒီလီယွန်ပန်းလေးတွေကတောင်ချစ်စရာအိမ်လေးတွေစောက်ပြီးနေထိုင်ကြတာပါသူမဟာနည်းနည်းလက်သက်သွားပြီးဝိညာဉ်လေးတွေရဲ့အိမ်လေးကိုဖျက်ဆီးမိုံတင်မကပဲသူတို့ရဲ့တရားလေးကိုပါနင်းချမိသွားပါတယ်ဒါကိုဒန်ဒီလီယွန်လေးတွေကဒေါသထွက်ပြီးလက်နက်ကိုစီနဲ့ဝိုင်းတိုက်ကြပါလေရောသူမကပြန်ပြင်ပေးဖို့စူးစမ်းပေမဲ့ပိုဆိုးသွားပြီးဝိညာဉ်လေးတွေကိုဒုတိယပုံစံပြောင်းလဲသွားအောင်လုပ်မိတယ်လို့ဖြစ်သွားပါတယ်ဝိညာဉ်လေးထောင်ပေါင်းများစွာဟာပေါင်းစည်းသွားပြီးအေယာမတတဝကြီးတကောင်ဖြစ်ပြောင်းလဲကတောင်ပေါ်မှာသူမနောက်ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်သူမခမအသက်လူပြေးရင်ပြန်ပြင်ပေးပါမယ်လို့အော်ဟစ်နေတော့မှမိစ္ဆာဘရင်ရောက်လာပြီးဒါတွေဟာမော်ဝင်စေးပင်တွေပဲဖြစ်တယ်ဆိုတာရှင်းပြလိုက်မှအခြေအနေကပြန်အေးချမ်းသွားပါတယ်ချိုင်ဝမ်းနဲ့ကြီးထဲမှာတော့မိစ္ဆာကြောင်ရှိပါတယ်သူမအထဲကိုဝင်သွားတဲ့အခါအံ့ဩလွန်းလို့ပါဇက်တောင်မစေးနိုင်တော့ပါဘူးစပွဲပေါ်ကဖားတကောင်ကိုလက်နဲ့တို့လိုက်တာနဲ့အေယာမဘီလူကြီးဖြစ်သွားတယ်လို့တစ်ဖက်မှာလည်းဝမ်ပုတွေနဲ့ကြားကတပ်ပုတ်နေကြပြီးတမင်နဲ့ယုံလေးတွေကဘေးကနေအားပေးနေကြပါတယ်ဒါဟာမိစ္ဆာလေးတွေတက်ရတဲ့ကြောင်းပါဒါပေမဲ့လူသားမင်းကလေးမှာမိစ္ဆာသွေးတဝက်ပါနေလို့သူမစီကနေမိစ္ဆာနိုင်ရနေတာကြောင့်ဒီပွဲကိုကြားဖြတ်ဝင်လာနိုင်တာပါပုံစံပြောင်းနိုင်တဲ့ကြားတောင်သူမရဲ့လူသားရုပ်ဖြတ်ကိုမရိပ်မိပါဘူးဒါနဲ့ပဲသူမကငါရဲ့မူလဘဝကလူတွေမဲလိုက်တာခံခဲ့ရတဲ့မွေဖြူမလေးပါအသေးလဲဖြစ်နေတော့မှနတ်ဖုံကသူ့ရဲ့ကောက်တယောက်ကကဲတင်ခဲ့တာလို့လိန်ပြောလိုက်ပါတယ်အနာကကြောင်မိစ္ဆာကတော့အထင်သေးတဲ့လေတံနဲ့အဲ့ဒီသူ့ရဲ့ကောင်းဆိုတဲ့ကောင်ကအပိုးတွေလုတ်တဲ့လူပဲလို့ကဲ့ရဲ့လိုက်ပါတယ်သူမသိတာတခုကသူပြောနေတဲ့သူ့ရဲ့ကောင်းဆိုတာမိစ္ဆာဘရင်ကိုယ်တိုင်ဖြစ်နေတာပါအဲ့ဒီအချိန်မှာမိစ္ဆာဘရင်ကသူ့ကိုဖမ်းဆွဲပြီးသူ့ရဲ့မူလရုပ်တွင်ကိုပြလိုက်တဲ့အခါမှာတော့ကြောင်မိစ္ဆာလေးခါများအသက်ဘေးကနေလွတ်ဖို့တောင်းပန်ရပါတော့တယ်